င်းထဲမှာလည်းကျွန်တော်တယောက်ကြိုက်ခဲ့တယ်နော်အခုကြရက်ထနေတဲ့ထဲမှာတော့ပါတယ်ပေါ့နော်နှလုံးတော့မဟုတ်ဘူးနည်းနည်းတော့ရှည်တယ်ငါသိရနော်အဲ့ဒီလိုငါသိရနော်အဲ့တော့သူနဲ့ကျွန်တော်နဲ့ချစ်တယ်ကျွန်တော်ကင်လက်ကိုကင်လေသူညင်ခံတယ်သူအမေရှိနေရတယ်ဟိုဒီတော့ငါဆရာပို့ကြတာဗောချစ်လျက်နဲ့လမ်းခွဲလိုက်ရတာပေါ့မယုံအဲ့လိုပြောရင်ကျွန်တော်မယုံဘာညာညာမကင်တွေ့ရဘူးမလှုပ်ရှားဘူးဆိုတဲ့ဟာလေးကကြတော့ဟာငါတခုခုတော့ဖြစ်နေတယ်ငါတခုခုတော့ဖြစ်နေတယ်အဲ့တော့ရန်ကုန်သူတွေကြတော့နည်းနည်းလေးပေါ့သူတို့ရဲ့ဒီစိတ်ခံစားမှုကိုတာယာမှုကိုဦးစားပေးတယ်လို့တစ်ခါမှမြင်တာပေါ့သူတို့ကတော့အမြင်ကျေတာဟုတ်ဘာမဆိုင်ညာမဆိုင်ခင်ဗျဘာတွေဝင်ပြောနေတာလဲစိတ်မချထိုင်ရိုက်ပလဲကကျွန်တော်တို့ကြတော့မိဘတွေကကိုယ့်ရဲ့ယူမဲ့မိမတော်မှတန်ဖိုးထားရတယ်အဲ့လိုမျိုးအဲ့လိုတဲကိုခန်းတော့တာဟိုတယ်တော့တာတို့အဲ့လိုတခြားဘာညာတာညာကလောက်တာတို့ကိုခွင့်မပြုဘူးလေနော်ပြမဲကောင်းအဲ့တော့ဒါမဲ့အခုခေတ်ကာလအရာကတော့တန်ဖိုးထားနေတဲ့ဂျာတွေကဒါမဲ့သူတို့ကအဲ့မင်းကလေးကကိုယ့်ကိုတန်ဖိုးထားတယ်ဆိုတော့သူတို့တိထဘာလာပြောနေရလဲဘာလာပြောနေရလဲတန်ဖိုးထားတိနဲ့သူတို့ရဲ့ဒီကာမဆန္ဒကိုဦးစားပေးတဲ့လူလေးရှိတယ်အခုနောက်ပိုင်းကဆိုတဲ့ခါကျတော့ဟုတ်ကဲ့ပါအဲ့ဒါမပြီးရင်ပဲပေးတဲ့လူနောက်ကိုတာယာပြီးတော့လိုက်တော့တာပေါ့ပါတော့တာပေါ့အဲ့တော့အခုနောက်ပိုင်းတန်ဖိုးလေးထားကတော့ပါရဲ့နော်ကာမဆန္ဒလည်းယူရမလို့ဖြစ်နေပြီဘာလို့ဆိုတော့အရှင်တို့တဲ့ခွဲလို့မရတော့ဘူးငါ